Hello မင်္ဂလာပါကောင်းတာတွေရှိရဆိုလဲကောင်းတာတွေပဲမျှဝေရှင်းတယ်ဗောနော်တီးတဲ့ဟာတွေဆိုလဲကောင်းတဲ့ຢာတွေဆိုလဲမျှဝေချင်တယ်ဗောနော် Last night မနေ့ညက I watched TikTok ไม่ใช่ TED Talk ပညာရှင်တွေစကားပြောတဲ့ဗီဒီယိုနားထောင်ခဲ့တယ်ဗောနော်အင်္ဂလိပ်ကိုပုံမှန်တော့တာပြန်ပေးမယ်နော်ပုံမှန်စကားမပြီးပေမဲ့လည်း I will try the best အကောင်းဆုံးကြိုးစားမယ်Robert Wardinger Robert Wardinger ကပြောတာပေါ့နော် A good relationship build a good life နော် A good life built with a good relationship ပြီးတော့ social နော် Connecting social is the best for health ပြောချင်တာဒီ lonely အထီးကျန်တဲ့လူနဲ့ဒီလူမှုဆက်ဆံရေးကောင်းတဲ့လူတွေနဲ့ရှင်လိုက်ရင်လူမှုဆက်ဆံရေးကောင်းတဲ့လူနော်လူမိသားစုနဲ့ပဲဖြစ်တငယ်ချင်းနဲ့ပဲဖြစ်ဘယ်သူနဲ့ပဲဖြစ်အကုန်လုံးနဲ့လူမှုဆက်ဆံရေးကောင်းတဲ့လူတွေကကျမ်းမာရေးကိုကောင်းတယ်တဲ့အထီးကျန်များရင်အသက်တိုတယ်နော် lonely တယောက်တည်းနေများရင်အသက်တိုတယ်ဗောနော်အထီးကျန်ဗောနော်တယောက်တည်းနေပြီးပျော်တာနဲ့တယောက်တည်းနေပြီးအထီးကျန်တာမတူဘူးနော် so တယောက်တည်းနေပြီးအထီးကျန်ရင်ဆို connecting တွေလောက်ပါတကယ်ချင်းတွေမိတ်ဖွဲ့ပါမိသားစုတွေနဲ့စကားပြောပါပြီးတော့အတိုင်းဝိုင်းတွေလိုက်လို့ပေါ့နော်လူအတိုင်းဝိုင်းလိုက်လို့ပါဒါတွေကကိုယ့်ရဲ့စိတ်နှလုံးသားကိုပျော်ရွှင်စေတယ်ပြီးတော့ကိုကအသက်ပို share စေလို့နော်စကားပြောတာတွေဒီကအသက်ပို share စေတယ်ပြီးတော့ကိုကဒီ toxic ဖြစ်တဲ့နေရာတွေ arguing ညှိထွားတဲ့နေရာတွေ negative ဖြစ်တဲ့နေရာမှာကိုအကြာကြီးနေများရင်ကိုကစိတ်ထိခိုက်စိတ်ဒဏ်ရာတွေရပြီးတော့ကိုအသက်တိုးတယ်ဗောနော်ဒါအသက်တိုးစေတယ်ဗောနော်ကိုကအသက်တိုးစေတဲ့နေရာတွေ toxic place တွေနော် negative talking တွေပြီးတော့ဒီ judgment တွေ arguing all the time at the place တွေမှာနေရင်ကိုအသက်တိုးဗောနော်ပြီးတော့ကိုရဲ့ quality နော် quality ကပိုကောင်းနော် quantity ရဲ့ quality ရောနော်အရေးသွေးကပိုကောင်းပါနော်အရေးတွက်တဲ့အရေးသွေးကပိုကောင်းတယ်ကိုရဲ့ best friend တယောက်ရှိလဲလောလောက်တယ်ကိုရဲ့ friend တွေအများကြီးရှိစမလို့သူပြောချင်တာ friend တယောက်တည်း quality ရန်ကောင်းအရေးသွေးကောင်းတယ်ကိုဒီတကယ်မြတ်တာစေမြတ်တာချင်းနဲ့ဆက်နွယ်တဲ့လူချိတ်ဆက်တဲ့လူကပဲကောင်းတယ်ဗောနော်ဆရာမက my best friend မနော်ရှိရ it is my best friend အရေးတွက်တဲ့အရေးသွေးကိုလိုတာကိုတွေကအရေးတွက်တဲ့အရေးသွေးကိုလိုဗောနော် so ကိုကအဲ့လိုမျိုး best friend တွေကောင်းတဲ့ best friend တွေနော် good people တွေလူကောင်းတဲ့နဲ့နေရင်ကိုရဲ့ဘဝကအေးချမ်းတယ်ဗောနော်နှလုံးသားအေးချမ်းပျော်ရွှင်ရတယ်ဗောနော်နှွေးထွေးတယ်ပြီးတော့ကိုယ့်ရဲ့နှလုံးသားကိုလည်းကောက်ွယ်ပေးနော် protecting our heart နော်ကိုနှလုံးသားကဘယ်လောက်ထိပဲအထီးကျန်နေစေဗောနော် good people နော်အရေးသွေးရှိတဲ့လူတွေနဲ့ကိုနီးကဲပြီးတော့ဆက်ဆံပြီးတော့နေကိုယ့်ရဲ့နှလုံးသားကအေးချမ်းတယ် happy ဖြစ်တယ် happy ရပို့ပြီးတော့ပျော်ရွှင်စေတယ်ဗောနော်ပြီးတော့ကိုယ့်ရဲ့ relationship နော်ကိုယ့်ရဲ့ relationship ဒီချစ်တဲ့ relationship မှာကိုက toxic ဖြစ်ရလေ cut off ဖြတ်တောက်ရမယ်ဗောနော်ကိုယ့်ရဲ့ partner ကိုယ့်ရဲ့လက်တွဲဖော်ကဒီမကောင်းနေဘူးစိတ်ဒုက္ခတွေပေးနေကို cut off ဖြတ်တောက်ရမယ်တကယ်လို့ကိုယ့်ရဲ့ partner ကကိုယ်အတွက်နှလုံးသားကိုကောင်းစေတယ်ကိုယ့်ရဲ့ happy အမြဲတမ်း all the time happy ဖြစ်စေဆိုအဲ့ဒီ partner ကိုလက်ဆုပ်ကိုင်ထားမှာနော်အချင်းနဲ့မတူဘူးနော်ကိုဘလောက်ပဲချင်းနေပါစေစိတ်ဆင်းရဲနေတော့ cut off နော်ဖြတ်တောက်ရမယ်နော်တကယ်လို့ကိုကချစ်လက်ရှိတယ်ပြီးတော့ဆက်ဆံရေးနှစ်ယောက်သားကောင်းနေဆိုရင်လက်တွဲသွားအောင်နော်ကိုမှာ choice ရွေးချယ်မှုရှိတယ်နော်ဘလောက်ပဲလက်ထပ်ပြီးသားပဲဖြစ်စေလက်မထပ်သေးပြီးဖြစ်စေကိုကလူကောင်းကောင်းနဲ့နေမှကိုရဲ့နှလုံးသားကိုအသက်ကပို့ရှယ်ပါဘောနော်အသက်တိုးတဲ့အရာတွေကကို toxic ဖြစ်တဲ့အရာတွေပဲအသက်တိုးစေတာပေါ့နော်